ဒီနေ့ကကြတော့ချင်မောင်ကျော်ပေါင်းချုပ်ပေါ့နော်ပထမဆုံးတစ်ခေါက်ကကြတော့စက်သုံးဖြူအနေနဲ့ငရုတ်သီးအနီအတောက်တွေကိုထောင်းထားတဲ့ဥစ္စာရဲ့နောက်ပြီးတော့ငရုတ်သီးအချက်မုံလေးထည့်ပြီးတော့ဒီချင်မောင်လေးကြော်ဖို့တက်စီတက်ထားတယ်ပေါ့နော်စီတက်တယ်စီလေးကိုနနာလေးတက်လိုက်တယ်ပေါ့နောက်ပြီးတော့ငရုတ်သီးအချမ်းပတ်လေးလည်းခွဲချမ်းလေးလည်းအနေငယ်ထည့်ထားတယ်ပြီးတော့နောက်တစ်ခုကကြတော့ဒီမြစ်ထည့်တယ်ပေါ့နော်ချင်မောင်ကျော်ရဲ့မပါမဖြစ်မြစ်ထည့်တယ်ပြီးတော့ဒီချင်မောင်ကိုကကြတော့အဲ့တုန်းကအရွက်တွေပေါ်တဲ့အချိန်တော့ကြတော့ဒီချင်မောင်အရွက်နဲ့ကြော်ထားတယ်နောက်တစ်ခုကကြတော့ပစုံကြောက်လေးနဲ့ထည့်ထားတယ်ပေါ့နော်ဆိုတော့ချင်မောင်ကျော်ဆိုတာကဒီဟင်းတစ်မျိုးနဲ့ထမင်းစားလို့ရတယ်ပေါ့နော်ထမင်းနဲ့စားမိန်နဲ့ပြီးတော့မြန်မာရဲ့လည်းအကြိုက်ဆုံးအစားအစာပေါ့နော်ထမင်းနဲ့တွဲစားတဲ့နေရာမှာမပါမဖြစ်ဟုတ်စားလေးပေါ့ပြီးတော့တခါကြော်ထားရင်လည်းတိမ့်ထားပြီးတော့9ရက်တန်သေးဖြစ်စီစားလို့ရတဲ့ဥစားပေါ့နော်အထားလိုက်ခံနေကိုယ်တိုင်ကြော်ထားတော့လေစီးတန်လေးနဲ့စားရတယ်ပေါ့နော်နောက်ဆုံးကြတော့နနံပင်လေးအုပ်ပေးထားတယ်နောက်တစ်ခုကကြတော့ဒီပဇွန်စိတ်လေးတွေပေါ့နော်ပဇွန်အစိမ်းလေးနဲ့ကြော်ထားတဲ့ဗီဒီယိုကိုလည်းအနောက်ပိုင်းမှာဆက်ပြီးတော့တွဲပြီးတော့တင်ပေးထားပါတယ်နောက်တစ်ခုကကြတော့ဂျပန်မှာချင်မောင်လေးပေါ်တော့ပေါ့နော်ဘယ်နဲ့ကီလိုဝယ်ပြီးတော့9ကီလိုလောက်ဝယ်ပြီးတော့ချင်မောင်ကိုဖြော်ပြီးတော့အခဲလုပ်ထားတဲ့ဥစားလေးလည်းနောက်ဆုံးမှတင်ထားပြီးတော့ဒီချင်မောင်အခဲလုပ်တဲ့အချိန်မှာထွက်လာတဲ့ချင်မောင်ရေးတွေပေါ့နော်ချင်မောင်ရေးတွေကိုလည်းမသွန်ဖြစ်ပဲနဲ့ရေးရွက်တက်တက်ထုတ်ထားလိုက်တယ်ပေါ့နော်သူကအချင်းရတာဖြစ်တဲ့အတွက်တချို့ဟင်းတွေချက်တဲ့အခါမှာမကြီးရေးအစားပေါ့နော်ဒီချင်မောင်အရေးလေးတွေကိုပေါ့နော်အဲ့ဒါလေးကိုအသုံးပြုလို့ရတယ်ပေါ့အဲ့ဒါလေးလည်းလုပ်ပေးထားပါတယ်ဗီဒီယိုအဆုံးထိကြည့်ပေးကြပါဦးနော်